Hi guys အားလုံးမင်္ဂလာပါကျွန်တော်တစ်ခါတလေကြတော့နေရာတစ်ခုမှာကျွန်တော်နေချင်မှာရက်နဲ့အဲ့နေရာတစ်ခုအဲ့ရက်ဒေတာလဲကျွန်တော်တို့လိုအပ်ပါလျက်နဲ့အမျိုးမျိုးသောအကြောင်းအရာတွေကြောင့်အခြေအနေမပေးလာလို့အဲ့ရက်ဒေတာအဲ့နေရာကနေကျွန်တော်ထွက်ခွာသွားတဲ့အချိန်လေးဆိုတာပေါ်မှာရှိတတ်ပါ Okay အဲ့တော့ကျွန်တော်intro မှာဒီလိုပြောလိုက်လို့ဘာမှတော့မထင်လိုက်ပါနဲ့ကျွန်တော်တင်ကနေထွက်ခွာသွားပြီဖြစ်တယ် Leandro Trossard အကြောင်းကျွန်တော်ပြောမှာပါအဲ့တော့ကျွန်တော်ခုနကပြောသလိုပဲပေါ့နော် Trossard နဲ့ပတ်သက်လာရင် Arsenal ပရိသတ်ကျွန်တော်တို့ဟိုကြည့်နေညီကိုတို့ဒါမှမဟုတ်လဲ Arsenal အသင်းမှာ manage လုပ်နေတဲ့နီးပြ Mikel Arteta အပါဝင်နီးပြအဖွဲ့ဝင်တွေဒါမှမဟုတ်အသင်းဖော်တွေအားလုံးရဲ့အမြင်မှာ Trossard Arsenal မှာဆက်ရှိစေချင်တဲ့စိတ်ရှိရင်လည်းရှိလိမ့်မယ်အထူးသဖြင့် Mikel Arteta အတွက်ဆိုရင် Trossard ကလိုအပ်နေသေးရလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင် Trossard ဘက်မှာလဲ Arsenal မှာဆက်နေချင်တဲ့စိတ်လဲရှိကောင်းရှိလိမ့်မယ်ဒီသင်းနဲ့နောက်တစ်နှစ်လောက်ထပ် try ပြီးအခွင့်အရေးရခဲ့နေချင်တဲ့စိတ်လဲရှိလိမ့်မယ်အဲ့တော့နှစ်ဦးနှစ်ဖက်ကတယောက်ချစ်နေပါလျက်နဲ့တယောက်လိုအပ်နေပါလျက်နဲ့အမျိုးမျိုးသောအခြေအနေကြောင့်ခွဲခွာရတယ်ပေါ့နော်အဲ့ဒါတော့ Trossard ကိစ္စမှာကြည့်မယ်ဆိုရင် Trossard က Arsenal က Trossard လို့အသက်ကြီးစားမအောင် contract ရှည်မပေးချင်ဘူး Trossard လည်းသူ့အတွက်အာမခံချက်ရှိတဲ့ contract တစ်ခုလိုချင်တယ်အဲ့မှာနှစ်ဦးညှိနှိုင်းလို့မရတဲ့အချိန်မှာ Trossard အနေနဲ့ထွက်သွားရတယ်ပေါ့နော် Arsenal အသင်းကနေအခုဆိုရင်ပေါင်တန်း20နဲ့အသင်းပြောင်းရွှေ့သွားပြီပြီးတော့Thierry Henry ပြောသလိုပဲ Trossard က Arsenal နဲ့ခေါင်းမော့ပြီးထွက်သွားတာပါကျွန်တော်ရန်ဗီဒီယို report လုပ်ပြီးကျွန်တော်တို့ကနေထွက်ခွာဝါချတဲ့ player တွေအများစွာရှိရယ်အဲ့ဒီမှာLeandro Trossard ကဒီ champion ဖြစ်ပြီးတော့အသင်းသားတွေကပထမဆုံးအသင်းကထွက်ခွာတဲ့ကစားမလို့တော့ပြောလို့ရတယ်ဗျာကျွန်တော် Arsenal ကရဲ့နောက်ပိုင်းနှစ်တင်မှာထွက်ခွာသွားတဲ့ကစားမတွေတကယ်တိတ်ကျဲတွေ Van Persie Fabregas Adebayor Nasri Kelechi Alexander Song Aubameyang နော်ကျွန်တော် Alexis Sanchezကျွန်တော်တို့အများကြီးပါဗောနော်ထပ်ရွတ်မယ်ဆိုအများကြီးရှိပါသေးတယ် Granit Xhaka နော် Thomas Partey ဒီကစားမတွေတကယ်ဟို Trossard ထက်ပိုကောင်းခဲ့ကြတဲ့ကစားမတွေလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီကစားမတွေထွက်ခွာသွားတဲ့အချိန်မှာခေါင်းငုံပြီးတော့ထွက်ခွာသွားတာဘာလို့ဆိုတော့ Arsenal တင်းနဲ့ major စုဖလားဘာမှလောက်လာမရလိုက်ဘူးဗောဗျာဒါပေမဲ့ Trossard ထွက်ခွာသွားတဲ့အချိန်မှာတော့ခေါင်းမော့ပြီးတော့ထွက်ခွာသွားရတယ်ချန်ပီယံအသင်းသားတယောက်အနေနဲ့ Arsenal ပရိသတ်တွေမှတ်နေရ22နှစ်တာအိမ်မက်ကိုအဆုံးသတ်ပေးနိုင်ခဲ့တဲ့အဓိကအခန်းကဏ္ဍလည်းပါဝင်ခဲ့တဲ့ကစားမတယောက်အနေနဲ့ Trossard အနေနဲ့ထွက်သွားရတာပေါ့နော်အဲ့တော့ဘာမှကုန်ငယ်စရာမရှိဘူးအားလုံး win-win situation ဖြစ်တယ်လို့အားလုံးပြန်စဉ်းစားကြည့်မယ်ဆိုရင်လည်းသုံးဖက်လုံး okay ဘယ်လိုပြောမလဲတယောက်ချစ်နေပါလျက်နဲ့ဝေးရတဲ့ transfer တစ်ခုဖြစ်ခဲ့လို့ကျွန်တော်ထင်တယ်ကျွန်တော်တယောက်တည်းအနေနဲ့ဆိုတော့ Trossard အသင်းမှာတစ်နှစ်လောက်ဆက်ရှိချင်သေးတယ်အသင်းဒီပြဖွဲ့ဝင်တွေကစားမတွေလည်းရှိစေချင်လိမ့်မယ် Trossard ကိုယ်တိုင်လည်းရှိချင်လိမ့်မယ်ဒါပေမဲ့အမျိုးမျိုးသောအခြေအနေအကြောင်းကျွန်တော်ဘဝမှာတစ်ခါတလေခွဲခွာရရှိတတ်ပါအားလုံးကျေးဇူးတင်ပါတယ် See you guys